အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးကတော့ကျမတို့ဒီsecond clothing ပေါ့နော်ဘေးတုပ်တွေကိုစပြီးတော့ရောင်းချင်တယ်ကျမတို့ small business လေးတွေစလုပ်ချင်တဲ့သူတွေအတွက်ကျမတို့နိုင်ငံခြားကနေပြီးတော့ဝယ်ယူဖို့အခက်အခဲရှိတဲ့သူတွေအတွက်ဒီ local မှာပဲကျမတို့လွယ်လွယ်ကူကူဝယ်လို့ရမယ်ရုံလေးရုံကြည်စိတ်ချမဲ့ဒီလက်ကားထိုင်လေးနဲ့ကျမတို့ mix up ပေးချင်တယ်ပေါ့နော်ဆိုတော့သူတို့စီမှာဆိုလို့ရှိရင်များသောအားဖြင့် Taiwan Japan Korea USA Malaysia စတဲ့အဲ့ဒီနိုင်ငံတွေကနေတိုက်ရိုက်လာတဲ့အထုပ်တွေရှိရပေါ့နော်ဆိုတော့ကိုကတထုပ်လောက်ကနေစမ်းပြီးတော့စားလုပ်ချင်တဲ့သူတွေဆိုလို့ရှိရင်လည်းကျမတို့ဒီ local ကဒီဇိုင်းတွေမှာပဲကိုယ်တိုင်ကိုယ်ရသွားပြီးတော့ကိုအဆင်ပြေတဲ့ဈေးနှုန်းပေါ့နော်ကိုလိုချင်တဲ့အထည်မျိုးစားပုံမူတည်ပြီးတော့ကျမတို့ဝယ်လို့ရမယ်ဆိုတော့အထည်မျိုးစားလိုက်မူတည်ပြီးတော့သူတို့က 45kg 100kg ဆိုပြီးတော့အမျိုးမျိုးပေါ့နော်ကိုယူတဲ့အထည်ပုံမူတည်ပြီးတော့ quality ပုံမူတည်ပြီးတော့ကျမတို့ဒီလိုမျိုးပုံစံနဲ့ထုတ်ပိုးပေးတာဖြစ်တယ်ဆိုတော့ဒီအရေးအတွက်ပေါ့နော်တစ်ထုပ်မှာဆိုရင်ဘယ်လောက်ပါလဲဆိုလို့ရှိရင်တော့သူကကျတော့ quality က2မျိုးရှိတယ် quality A ရှိမယ် B ရှိမယ် quality A နဲ့ B ကကျတော့ဈေးနှုန်းကွာမယ်ပြီးတော့သူအထက်မှာပါတဲ့အထည်အရေးသွေးကွာမယ်ပေါ့နော်ရေဆိုတော့အထည်အရေးအတွက်ကကျတော့ကိုဝယ်တဲ့အထုပ်ပုံမူတည်ပြီးတော့အထည်အရေးအတွက်ကကွာခြားမှုရှိတယ်ကိုကဂျင်းထုတ်ဝယ်တယ်ဆိုရင်တော့ 45kg မှာဆိုလို့ရှိရင်တော့အထည်80 90ပတ်ဝန်းကျင်လောက်ပဲပါမယ်ကျမတို့ flat နဲ့ 45kg ဝယ်မယ်ဆိုလို့ရှိရင်တော့အထည်200ပတ်ဝန်းကျင်ပါတယ်ပေါ့နော်ဆိုတော့ကိုဝယ်မဲ့အထည်မျိုးစားပုံမူတည်ပြီးတော့ပါတဲ့အထည်အရေးအတွက်ကလည်းမတူဘူးဆိုတော့ကျမတို့ဒီပေါ့နော် market ထဲမှာဆိုလို့ရှိရင်လည်းဒီဘေးတုပ်တွေကိုရောင်းဝယ်ဖောက်ကားကြတဲ့ဈေးကွက်ကလည်းကျေပြန့်နေပေါ့နော်ဆိုတော့ဒီဘေးတုပ်တွေဆိုလို့ရှိရင်လည်းတစ်ထုပ်ကိုကျမတို့8000ကနေ8သိန်းပတ်ဝန်းကျင်ထိအစားစားရှိတယ်ပေါ့နော်ကိုဝယ်တဲ့အထုပ်မျိုးစား quality ဒီအထည်မျိုးစားပုံမူတည်ပြီးတော့ဈေးနှုန်းတွေလည်းကွာသလိုကိုရတဲ့အမြတ်တွေကလည်းကွာခြားမှုရှိနိုင်တယ်ဆိုတော့ကျမတို့ဒီ floral အထုပ်တွေမှာဆိုရင် blouse တို့ဘာလို့ပါတယ်အင်ကြီးအထုပ်တွေဆိုလို့ရှိရင်တော့ဈေးကွက်ထဲမှာဆိုရင်တော့ဝယ်စီက2သိန်း3000ပတ်ဝန်းကျင်2သိန်းခွဲအဲ့လောက်တော့ရှိရပေါ့နော်ဆိုတော့အထက်မှာဆိုလို့ရှိရင်အထည်ရည်တော့က280လောက်ပါတယ်ဆိုတော့ကျမတို့ဒီ laundry အတာတွေတန်ရှင်းလောက်ရတဲ့ဈေးကြီးစကားတွေပေါင်းမယ်ဆိုလို့ရှိရင်တော့ပြန်မြတစ်ထည်ကို1000ပတ်ဝန်းကျင်လောက်ပဲကျတယ်ပေါ့နော်ဒါကျမတို့ရဲ့ဒါ original ဈေးဆိုတော့ကျမတို့ပြန်ရောင်းမယ်ဆိုလို့ရှိရင်တော့3000ကနေ4000လောက်ထိရောင်းလို့ရနိုင်တယ်ပေါ့နော်ဆိုတော့ကိုယူတဲ့အထုပ်ပေါ်လဲမူတည်ပြီးတော့ကိုဝယ်တဲ့အထုပ်အရေအတွက်ပေါ်မူတည်ပြီးတော့ကိုအမြက်ကလည်းကွာခြားမှုရှိနိုင်တယ်ဆိုတော့ကျမတို့ဒီပြည်တွင်းမှာပေါ့နော်လက်ကားဝယ်လို့ရမယ်ဒိုင်နေနဲ့ဒီပေါ့နော်၄ခု page ၄ခုကို recommend ပေးချင်တယ်သူတို့တွေကတကယ်ကိုခိုင်မာမှုလည်းရှိရယ်ယုံကြည်စိတ်ချရတယ်ဈေးနှုန်းလည်းမှန်ပြီးတော့ဒါကျမတို့ဒီ sign နေပါတယ်နဲ့ပေါ့နော်ကျမတို့တေချာကိုယ်တိုင်ကြည့်ကျင်တယ်ဆိုလို့ရှိရင်လည်းတွားကြည့်လို့ရတဲ့နေရာတွေဖြစ်တယ်ဆိုတော့ပထမဆုံးတစ်ခုကပန်းဤဘေတုံလက်ကားရောင်းဝယ်ရေးပေါ့နော်သူစီမှာဆိုလို့ရှိရင်တော့ဈေးနှုန်းတွေက8000ကနေပြီးတော့9သိန်းပတ်ဝန်းကျင်ရှိရယ်ကျမတို့တကယ်လို့လက်ကားလို့ချင်တယ်ဆိုလို့ရှိရင်တော့သူက10လုံးအထက်ကနေပြီးတော့လက်ကားယူလို့ရတယ်ပေါ့နော်ကျမတို့ဒီမှာလိပ်စာရောဖုန်းနံပါတ်ရောထည့်ပေးထားတယ်တကယ်လို့ကိုယ်စိတ်ဝင်စားတယ်ကိုယ်တိုင်ကိုကြည့်ချင်တယ်ဆိုလို့ရှိရင်တော့ဒီ site လိပ်စာကိုလည်းတွားပြီးတော့ကြည့်လို့ရတယ်ကျမတို့ဒီဖုန်းနံပါတ်ကိုလည်းကိုသိချင်တဲ့အကြောင်းအရာတွေကိုအသေးစိတ်မေးလို့ရတယ်ပေါ့နော်ဆိုတော့ဒုတိယတနေရာကလည်းရန်ကုန်ကပဲသူကဘန်ကောက်တိုက်ရိုက်ကိုနေနာကြအထည်လက်ကားဆိုပြီးကျမတို့Facebook ရဲ့ screenshot ကိုလည်းထည့်ထားပေးတယ်သူစီမှာဆိုရင်တော့များသောအားဖြင့်ဘန်ကောက်ဘေတုပ်တွေများတယ်ပေါ့နော်ဘန်ကောက်အထုပ်တွေများတယ်ဈေးနှုန်းဆိုရင်3သိန်းကနေ9သိန်းခွဲပတ်ချလဲအထိပေါ့နော်အမျိုးမျိုးအထုပ်ပုံမူတည်ပြီးတော့ထည်ပုံမူတည်ပြီးတော့ဈေးနှုန်းမျိုးမျိုးရှိရဲလက်ကားလို့ချင်တယ်ဆိုလို့ရှိရင်တော့ကိုကအမျိုးအစားတစ်မျိုးကို9လုံးကနေစိုက်လို့ရတယ်ဥပမာကိုက floral အထုပ်ဝယ်မယ်ဆိုရင် floral 9လုံးကစိုက်လို့ရတယ်ဂျော်ဂျက်ကိုလက်ကားလို့ချင်တယ်ဆိုရင်ဂျော်ဂျက်9လုံးကနေစိုက်လို့ရစသဖြင့်ပေါ့နော်သူရဲ့လိပ်စာရောဖုန်းနံပါတ်ရောပေးထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ site ကိုလည်းသွားကြည့်လို့ရတယ်ဖုန်းဆက်ပြီးလည်းကိုသိချင်တဲ့အကြောင်းအရာတွေမေးလို့ရတယ်ပေါ့နော်ဒုတိယတနေရာကျတော့ Queen Mandalay ပေါ့နော်သူကကျတော့ဒါ Mandalay ကဒါတော်တော်လေးကြီးရဲ့လက်ကားတိုင်းဖြစ်တယ်သူကဈေးနှုန်းနေဆိုရင်တော့သိန်းကနေ9သိန်းပတ်ချလည်းရှိရဲလက်ကားယူရှင်တယ်ဆိုလို့ရှိရင်တော့အလုံး90ကနေစပြီးတော့ယူလို့ရတယ်ပေါ့နော်ဒီမှာလိပ်စာလေးဒီမှာပြောရတယ်ဒီလိုစိတ်ဝင်စားတယ်ဆိုလို့ရှိရင်ဖုန်းနံပါတ်ကိုဆက်ပြီးတော့လည်းမေးလို့ရတယ်ပေါ့နော်ဆိုတော့နောက်ဆုံးတနေရာလည်း Mandalay ရပဲသူရဲ့ page နာမည်ကကိုတာ .dat ဘေဒုတ်တိုင်းတရုတ်ဂျပန်ကိုရီးယားသူစီမှာဆိုရင်တရုတ်တို့ဂျပန်တို့ကိုရီးယားစသဖြင့်အာရှဘက်ကအထုပ်တွေများတယ်သူကကျတော့ဒါ Mandalay မှာတော်တော်ကြီးတဲ့ဆိုင်လို့လည်းပြောလို့ရတယ်ပေါ့နော်သူစီမှာဆိုရင်ဈေးနှုန်းက36000ကနေပြီးတော့8သိန်းပတ်ချလဲလောက်ထိဈေးနှုန်းမျိုးရှိရဲလက်ကားလိုချင်တယ်ဆိုလို့ရှိရင်တော့အလုံး100အထက်ကမှစာယူလို့ရတယ်ပေါ့နော်ဆိုတော့လက်လီဝယ်ချင်တယ်ဆိုရင်တစ်လုံးချင်းစာဝယ်လို့ရမယ်သူကိုဆိုင်လိပ်စာလေးပေးတာဖြစ်တဲ့အတွက်ကိုစိတ်ဝင်စားတယ်မန္တလေးကလူဆိုလို့ရှိရင်ကိုယ်တိုင်ကိုကြဆိုင်မှာသွားပြီးတော့သွားကြည့်လို့ရတယ်အပေါ်ကပေးရတဲ့ဖုန်းနံပါတ်တွေကိုလည်းဆက်သွယ်ပြီးတော့ကျမတို့မေးမြန်းလို့ရတယ်ပေါ့နော်ဆိုတော့ဒါကကျတော့ဒါဒီရန်ကုန်တို့မန္တလေးတို့ပေါ့နော်တကယ်ကိုဘေတုပ်ကိုပေါ့နော်ဒါဆိုင်နဲ့တေချာအခိုင်မှာရောင်းနေတဲ့ကျမတို့နေရာတွေကို recommend ပေးခြင်းဖြစ်ပါတယ်ဆိုတော့ကိုအဆင်ပြေတယ်ကိုဈေးလည်းအဆင်ပြေမယ်ကိုလိုချင်တဲ့အထုပ်လည်းရတယ်ဆိုလို့ရှိရင်တော့ဒါဝယ်လို့ရတယ်ပေါ့နော်ဆိုတော့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးပဲအဆင်ပြေမယ်လို့ထင်ပါတယ်ရှင်